ကဲတဘောတေလာကစစ်မှန်တဲ့အတွင်းစိတ်ပျော်ရွှင်မှုကိုဘယ်လိုမျိုးအံ့ဝယ်ဖန်တီးပေးလဲဆိုတာဒီရှင်းလင်းတင်ပြချက်မှာအတူတူလေ့လာကြည့်လိုက်ရအောင်စဉ်းစားကြည့်ပါဦးဒီခေတ်ကြီးရဲ့မယတ်မနာပြေးလွှားမှုတွေကြားမှာစိတ်အမှန်တကယ်ငြိမ်သက်သွားတဲ့အချင်းဆိုတာတော်တော်လေးရှားပါနေပြီနော် Exodus လမ်းရွယ်မှာဆိုရင်လွန်ကဲစွာတွေးတောတာဝမ်းနေတာအမြဲပင်ပန်းနေတာတွေကလူတိုင်းကြုံရတတ်တဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေလို့ဖော်ပြထားတာပါဒါတွေကိုကြော်လွှတ်ဖို့အဓိကပန်းတိုင်ကတော့ရှုထင်းနေတဲ့အတွေ့တွေကနေ HNT ငယ်နဲ့စိတ်ချင်းနေစီခုပြောင်းသွားဖို့ပါပဲ Spikeworks blog ကထုတ်ပြတယ်လို့ပဲစစ်မှန်တဲ့ရင်းချက်မှုဆိုတာအပြင်ဘက်မှာရှားရမယ်အရာမဟုတ်ပဲအတွင်းစိတ်အခြေအနေတစ်ခုတတ်တတ်ပါ စတ်ဂူရုရဲ့အဆိုအရဆိုရင်အချင်းတွေကိုစီမံနေမဲ့အစာကိုပိုင်စွမ်းရည်တွေကိုစီမံခန့်ခွဲနိုင်ဖို့ကတကယ်ကိုအထူးကကြပါတယ် မနေ့ရနိုးတာနဲ့စက္ကန့်30လောက်နာအသက်မမရှူပြီးနေတဲ့ကိုဂျေဂျူးတင်လိုက်ပါဒါကနေ့စဉ်လွတ်တဲ့ပျော်ရွှင်မှုလေ့ကျင့်ခန်းပါဒီလိုမျိုးတိဆောက်ထားတဲ့အတွင်းစိတ်ပျော်ရွှင်မှုကိုအခိုင်အမာစက်ထင်ထားဖို့ဆိုရင်ပြင်ပကတဘာဝကဘာကြီးကအကောင်းဆုံးကြောက်ဆိုးတစ်ခုပါ American နှလုံးအဖွဲ့ကြီးကတော့တပတ်ကိုတဘာဝတရားထဲမှာမိနစ်120လောက်အချိန်ဖြုံးတာဟာကျန်းမာရေးအတွက်အရန်ကောင်းတယ်လို့အကြံပြုထားတာပဲ စေဝန်သားစရာကောင်းတာကတဘာဝပတ်ဝန်းကျင်မှာလှုပ်ရှားတာဟာအင်ဒန်အားကစားခမရတဲ့စိုးရင်ပူပန်မှုတွေကိုတိတိကျကျပို့ပြီးရော့ကျစေနိုင်လို့ပါပဲ ဒါအပြင်တဘာဝတရားဟာပင်ပမှုအစိုးမြင်မှုနဲ့စိတ်အားငယ်မှုတွေလို့တိချလက္ခဏာတွေအကအမခံအစွမ်းထက်ချက်ကုထုံးတစ်ခွက်ဆိုတာတေချပါတယ်အန်ယုတ်တဲ့အစိုးရတပါဝါရဲ့အတန်တွေအနတ်တွေဟာစိတ်ပြန်လွင်မှုကိုရစ်တက်စေပြီးပိစုပတ်မှာအပြည့်အဝရှိနေစေဖို့အကောင်းဆုံးကြောက်စုတွေပါပဲကရီနဲ့လမ်းလျှောက်တာတိမ်တွေကိုငေးကြည့်တာလို့ရုပ်ရှင်နဲ့ပြင်မလုံရှားမှုတွေကကို်တီဆော့အဆင့်ကိုကြာစေပြီးအဖြူတဘောဆောင်တဲ့ခန်းစားချက်တွေကိုတိုးဝါးစေပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုကိုယ်တိုင်လေ့ကျင့်နိုင်တယ်လို့တကယ်လို့လိုအပ်လာရင်လည်းကျွမ်းကျင်သူတွေစီကနေအကူအညီရယူဖို့ဘယ်တော့မှမလေးတင်ပါဘူးကဲဒါဆိုရင်ဒီနေ့ပဲပြင်ပတဘာဝတရားစီထွက်သွားပြီးရှုပ်ထွေးနေတဲ့စိတ်တွေကိုစတင်ဖြီးလို့ကြည့်လိုက်ဖို့အသင့်ဖြစ်ပြီလား